ချင်းနိုင်ငံသို့ချစ်ကြည်ခီးရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည်မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာနှင့်ကာလုကာပြည်နယ်အန်နိုမြရှင်ကျင်းမှုနယ်မြေသို့မေလ10ရက်နေ့တွင်တွားရောက်ခဲ့ကြပါသည်။ဥစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည်ဒေသစံတော်ချိန်နံနက်ပိုင်းတွင်မော်စကိုမြို့ရှိမြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာသို့ထွက်ခွာခဲ့ကြပါသည်။မြန်မာထေရဝိဟာရစင်တာသို့ရောက်ရှိချိန်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည်တန်ဃာတော်အရှင်သူမြတ်များအားလှူဝဲပစ္စည်းများဆက်ကပ်လှူဒန်းခဲ့ကြပါသည်။ထို့နောက်တန်ဃာတော်အရှင်သူမြတ်များဟောကြားတဲ့အနုမောဒနာတရားကိုနာယူခဲ့ကြပြီးလှူဒန်းမှုအစုစုအတွက်ရေစက်သွန်းချအမြပေးဝေခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းနဲ့တန်ဃာတော်များအားနေစွန်းကပ်ခဲ့ကြပါတယ်။ယင်းနောက်ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ချစ်ကြည်ခီးရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည်ကာလုကာပြည်နယ်အန်နိုမြရှင်ကျင်းမှုနယ်မြေသို့တွားရောက်လေ့လာကြည့်ရှုခဲ့ကြပါတယ်။ကာလုကာပြည်နယ်အန်နိုမြရှင်ကျင်းမှုနယ်မြေသို့ရောက်ရှိချိန်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည်အန်နိုမြရှင်ကျင်းမှုနယ်မြေအတွင်းတည်ထားတဲ့ရွှေစည်းကုံပုံတူစေတော်အားဖူးမြော်ကြည်ညိုခြင်းယဉ်ကျေးမှုနယ်မြေအတွင်းသို့လှည့်လည်လေ့လာကြည့်ရှုခြင်းများဆောင်ရွက်ခဲ့ကြပါတယ်။